ဆိုင်းစီတွန်ခန့်တဲ့အရန်လက်ထက်ချင်နေလို့လူပြောများနေတဲ့ဝီလာရီပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဝီလာရီကတော့အရန်ချောတဲ့ဆရာဝန်လေးဆိုင်းစီတွန်ခန့်နားမှာအရန်ကတ်နေတဲ့ပုံစံတွေကြောင့်ပရိသတ်တွေကြားထဲမှာလူပြောများနေပါတယ်ဆိုင်းစီတွန်ခန့်နဲ့ဝီလာရီတို့ကဇလန်းတွဲတွေအတူရိုက်ကူးရင်းနဲ့သိခဲ့ကြတာပါကျင်းပေါ်ဇလန်တွဲမှာလည်းတွေ့ဆုံခဲ့ကြတယ်လို့အခုလက်ရှိထုတ်လွှင့်ပြသနေတဲ့အညိုးဇလန်မှာလည်းထပ်ပြီးတော့စုံကြပြန်ပါပြီဒီတစ်ခါမှာတော့ဝီလာရီကအဓိကဇက်ဆောင်မင်းသမီးဖြစ်တာကြောင့်ဆိုင်းစီတွန်ခန့်နဲ့တွဲဘက်တရုပ်ဆောင်ခွင့်ရလာခဲ့ရပါဇလန်ထဲမှာဦးကောင်းနဲ့ထားအဖြစ်ပရိသတ်အချစ်ကိုရရှိထားတာလည်းဖြစ်ပါတယ်ဒါပေမဲ့ဝီလာရီကဇလန်တဲ့တင်မဟုတ်ဘဲအပြင်မှာပါဆိုင်းစီတွန်ခန့်နဲ့အရန်ချစ်သူဖြစ်ခြင်းတဲ့ပုံတွေကြောင့်ဝေဖန်စရာတွေဖြစ်လာခဲ့ပါတယ်ဝီလာရီကဇလန်တွေကပုံလေးတွေကိုပြန်တင်ပေးလာတဲ့အခါတိုင်းမှာဆိုင်းစီတုံခန့်နဲ့နှစ်ယောက်တည်းပုံတွေကြီးတွေ့ရပါတယ်။ဦးကောင်းတဲ့ချစ်သူဖြစ်တုန်းကဦးကောင်းတဲ့လက်ထက်တုန်းကအဆရှိတဲ့ caption တွေနဲ့တနေ့တစ်မျိုးမရိုးရအောင်ဇလန်တွေကအတွဲပုံတွေနဲ့ကျူးနေပါတော့တယ်။တခြားစဝင်ကန်တွေကိုတော့တစ်ချက်မှတင်မထားပဲဆိုင်းစီတုံခန့်ကိုသာတီးတန့်ကျူးပြနေရကြောင်းပရိသတ်တချို့ကတော့အမြင်တောင်ကတ်လာကြပါပြီ။ဆိုင်းစီတုံခန့်နဲ့လက်ထပ်လိုက်ပါပြီဆိုပြီးပုံတွေခဏခဏတင်နေရကြောင်းတချို့မသိတဲ့ပရိသတ်တွေကသူတို့နှစ်ယောက်အပြင်မှာဝချစ်သူဖြစ်ပြီးတော့လက်ထပ်လိုက်ကြတာလို့တောင်ထင်နေကြပါတယ်ဒီလိုမျိုးပရိသတ်အထင်မြင်လွဲမှားစရာပုံတွေကိုအမြဲတမ်းတင်နေတဲ့အတွက်ဆိုင်းစီတို့ခန့်အနားမှာအရန်ကက်နေရဆိုပြီးတော့ဝေဖန်ခံနေရတာဖြစ်ပါတယ်ဝီလာရီကတော့ဇလန်တွဲတွေနဲ့အတူရေပန်းစားလာတဲ့မင်းသမီးတစ်ယောက်ပါရနန္ဒာခင်ခင်ကြီးဇလန်တွေမှာအရန်အောင်မြင်ခဲ့ပေမဲ့အဲ့ဒီနောက်ပိုင်းဇလန်တွေမရရပဲငှားရမ်းမဲ့သူမရှိဖြစ်သွားခဲ့ပါသေးတယ်။ဒါကြောင့်မလို့ဈေးထဲမှာအထည်လေးတွေကိုပြန်ရောင်းပြီးတော့ရှာဖွေစားတောက်နေရတာပါ။အခုမှသာအညိုးဇလန်နဲ့တကြောပြန်ရောက်လာပြီးတော့ဆိုင်းစီတုံခန့်နဲ့တွဲဘက်တရုပ်ဆောင်ခွင့်ရလာတာဖြစ်ပါတယ်။မင်းမြင့်မိုစီကနေတောင်လူပြီးတော့ဆိုင်းစီတုံခန့်နဲ့လက်ထပ်ခွင့်ရခဲ့ရအောင်ကြောင့်ဝီလာရီကတော့ပို့ပြီးတော့ဂုဏ်ယူနေတာပါ။ဒါကြောင့်ဆိုင်းစီတုံခန့်နဲ့ဇုံတွဲပုံတွေခဏခဏတင်ပြီးတော့အတန်းရှင်းရှာပြနေပါတော့တယ်။ဆိုင်းစီတုံခန့်ကတော်ရုံတန်ရုံဇလန်းရိုက်လေးရှိသူမဟုတ်ပဲအပြင်လောကမှာဆရာဝန်တယောက်အဖြစ်သိက္ခာရှိရှိနေထိုင်နေသူပါ။ဒါတင်မကတော်ဝင်မျိုးရိုးကနေဆင်းသက်လာတဲ့သူတယောက်လည်းဖြစ်ပါတယ်။အိုစပေါင်းရုပ်ချောပြီးတော့မင်းကလေးတိုင်းကကြိုက်ရတဲ့အနှင်းစီကန်ကြီးလည်းဖြစ်ပါတယ်။ဒီလိုမင်းသားတယောက်နဲ့တွဲဖက်တယောက်ဆောင်ခွင့်ရတဲ့အခါမှာဝီလာရီရဲ့အပြုအမူတွေကအရင်မင်းသားတွေနဲ့မတူပဲအရန်ကတ်နေတယ်လို့ဖြစ်လာခဲ့ပါတယ်။မနက်နိုးလာတဲ့အချိန်တိုင်းမှာလည်းဆိုင်းစီတုံခန့်ကိုအရန်လွှမ်းနေပါတယ်ဆိုပြီးတော့ပုံမှန်ထက်ပိုတဲ့စကလုံးတွေနဲ့ကျူးပြနေရကြောင်းအပြင်မှာတကယ်ချစ်သူတွေလားလို့တောင်အထင်ခံနေရတာပါ။အခုလည်းမင်္ဂလာပွဲပုံရိပ်တွေနဲ့နှစ်ယောက်သားလက်ထပ်သွားပါပြီဆိုပြီးတော့ဆိုရှယ်မီဒီယာမှာတောင်သတင်းပြန့်နေရဖြစ်ပါတယ်။ဇလန်ထဲမှာလက်ထပ်ထားတဲ့လိုမျိုးအပြင်မှာတကယ်လက်ထပ်ချင်နေရလားဆိုပြီးဝေဖန်မှုတွေလည်းရရှိနေရပါအညိုးဇလန်တွေကဦးကောင်းတဲ့ထားတို့ရဲ့ဇက်ဝင်ကန်တွေကလည်းလူကြိုက်များနေတယ်လို့အပြင်မှာလည်းချစ်သူအဖြစ်ဆက်ဆံရေးရှိနေကြတာလားဆိုတော့မေးခွန်းထုတ်မှုတွေကလည်းလူပြောများလာခဲ့ပါတယ်အတူတရုပ်ဆောင်နေတဲ့မင်းသားဆိုင်စင်တို့ခိုင်ရဲ့အနာကိုအရန်ကပ်ပြီးတော့ပုံမှန်ထက်ပိုနေရလို့ထင်နေရတဲ့ဝီလာရီရဲ့အခုလိုအပြုတ်မှုတွေပေါ်မှာပရိသတ်ကြီးတို့ရဲ့အမြင်လေးကိုလည်းမှတ်ချက်ပေးခဲ့ပါအောင်ရှင်ကြည့်ရှုပေးရတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်